မယ်လီယို့စ်ကချိတ်ပိတ်ခံထားတဲ့ကြော်တုံးတွေကထွက်လာပြီးဂီလာလက်ကိုဖျက်ကသူ့ရဲ့ဓာတ်ကိုယူလိုက်ပြီးတိုက်ခိုက်လိုက်ပါတယ်ထိုချိန်ရေကိုရှောက်လာကကာကွယ်ရေးမော်နဲ့ပြန်ကူပေးလိုက်ပါတယ်ဗန်ရောက်လာပြီးမင်းကလေးနှစ်ယောက်ထံကမော်သေးလုံးတွေကိုခိုးယူကတိုက်ခိုက်ဖို့ပြင်လိုက်ပေမဲ့မယ်လီယို့စ်မူမမှန်တာကိုတွေးလိုက်တဲ့အခါမှာတော့ထိုမင်းကလေးနှစ်ယောက်ကိုကာကွယ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်မယ်လီယို့စ်ကတော့ဘန်မာမရှောင်ပဲအသေးဒီးတွေကကွင်းမြေတစ်ခုလုံးတုတ်ပြတ်သွားခဲ့ပါတယ်ဖိနဲ့ကိုနဲ့မကတ်တဲ့မယ်လီယို့စ်ကအဲလစ်ဘက်ကိုစူးစမ်းနေပြီးလက်တစ်ဖက်ကိုတောင်ပံပြောင်းကကင်းရှိရစီထွက်သွားပါတယ်ကင်းဟယ်ရန်လက်ချက်နဲ့ရှယ်ရိုက်ခံနေရချိန်မယ်လီယို့စ်ဆင်းလာကဟယ်ရန်ကိုတိုက်ခိုက်ပါတယ်ဟယ်ရန်ကလည်းအင်အားကြီးသူပြီးပြန်ကျုံးကမယ်လီယို့စ်စီကနဆိုးဆွမ်းခံစားမိရတဲ့အတွက်ဂီလာဂျေကိုလို့ဟိုလီနဲ့နျူးဂျန်နေရှင်နေနဲ့မတူပဲမယ်လီယို့စ်ကအစကလေးကဒီလိုစွမ်းရည်မျိုးရှိနေခဲ့ကြောင်းသုံးသပ်လိုက်ပါတယ်ခေါ်ရက်ဆန်မာကနေလွတ်လာတာမဆန်းချောင်းပြောကသူ့ကိုလာတိုက်ရင်မယ်လီယို့စ်ကိုစိန်ခေါ်လိုက်ပါတယ်မယ်လီယို့စ်ကလက်ကိုပုံစံပြောင်းပြီးတိုက်ခိုက်လိုက်တဲ့အခါဟယ်ရန်ကအာရုံစိုက်ရှောင်လိုက်ကပြန်တိုက်ခိုက်လိုက်ပေမဲ့ခန္ဓာကိုယ်မှာရှိတဲ့အမတ်သားတွေကမယ်လီယို့စ်ကိုလိုက်ကာကွယ်ပေးနေခဲ့ပါတယ်ထိုအခါဟယ်ရန်ကအဝေးမက်ဂျစ်စပယ်ရီနဲ့တိုက်ခိုက်ကြည့်တဲ့အခါမှာတော့မယ်လီယို့စ်ရဲ့ကောင်တာစကွေးကအခုလိုချိန်မှာအလုံးမလို့ကြောင့်တိလိုက်ရတဲ့အတွက်မှတ်သားနေခဲ့ပါတယ်